trap music လည်းဖြစ်ရမယ်အဲ့ဒါအောင်မှ melodic style တွေနားထောင်ရတာကြိုက်တဲ့သူတွေရှိတယ်ပြီးတော့နာကျင်မှုတွေကြားတဲ့ဟာရှေ့ဆက်ဖို့အတွက်ချင်းထဲကနေ motivation ရှာနေတဲ့သူတွေရှိတယ်ဆိုရင် artist တယောက်နဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒါဘာလို့လဲဆိုတော့သူကတော့ Broadway ပါ fan တချို့ကတော့ King of Pain Music လို့ခေါ်ကြပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့သချင်းအများစုက live မှာကြုံတွေ့ရတဲ့ pain တွေ trauma တွေရုန်းကန်မှုတွေကိုအခြေခံပြီးဖန်တီးထားတာပါ Broadway ရဲ့သချင်းတွေကဘဝမှာခက်ခဲဆုံးအချိန်တွေကြုံနေရတဲ့သူတွေအထီးကျန်နေတဲ့သူတွေဒီ emotional bias ကြားကျင်တဲ့သူတွေအတွက်နားထောင်ဖို့တင့်တော်ဆုံး Broadway ရဲ့ live ကိုအချင်းချုပ်ပြောရမယ်ဆိုရင်တော့ broken family တစ်ခုကနေကြီးပြင်းလာတဲ့သူဖြစ်ပြီးသူ့အဖေထောင်ထဲရောက်ပြီးနောက်ပိုင်းဆေးတွေရောင်းလိုက်အိမ်တွေဖောက်လိုက်နဲ့လမ်းမပေါ်မှာမကျင်လည်နေခဲ့တာပါဒါပေမဲ့အဲ့ဒီအရာတွေထဲကနေရုံထွက်ဖို့ဆုံးဖြတ်ခဲ့ပြီး2016ခုနှစ်မှာသူ့ရဲ့ဝါသနာဖြစ်တဲ့ music career ကိုစတင်ခဲ့ပါတယ် mistake တွေလည်းထုတ်ခဲ့ပြီး2019မှာတော့ Adon Night ဆိုတဲ့သချင်းနဲ့အတူ viral ဖြစ်ခဲ့ပြီးသူ့ဘဝအလှည့်ပြောင်းဖြစ်ခဲ့ပါတယ် career တခြားထုတ်ခဲ့တဲ့ထဲကအကောင်းဆုံး event ကတော့ Pray for Love ပါအဲ့ဒီ event နဲ့က Letter from Houston သချင်းကတော်တော်ပေါက်ခဲ့ပါတယ် NBA Young Boy, Lil Durk, Lil Baby တို့အပြင်ရှားနာမည်ကြီး artist များပြားနဲ့လည်းသချင်းတွေအများကြီး collab လုပ်မှုတဲ့အပြင် Street Runner, Tombstone တို့လိုအရမ်းမိုက်တဲ့ singer တွေလည်းလုပ်ခဲ့ပါတယ် Broadway ရဲ့သချင်းတွေကိုစပြီးဖွင့်လိုက်တာနဲ့ပထမဆုံးသတိထားမိမှာကသူ့ရဲ့ beat တွေက piano melody တွေ guitar စင်တွေနဲ့အတူ Southern Trust Style ရဲ့အငွေ့သက်တွေကိုခံစားမိမှာပါအဲ့ဒါကိုမှသူ့ရဲ့ melodic flow တွေပေါင်းစပ်လိုက်တဲ့အခါမှာနားထောင်တဲ့သူတွေကို deep emotional vibes ရစေနိုင်ပါတယ် Broadway ကတကယ်မိုက်တဲ့ artist ပါ